ကျွန်တော် match point တော့ရောက်နေပြီဒီပွဲကိုကျွန်တော်ဆက်လက်ပြီးအနိုင်ယူသွားပြီးတော့ပဲ YG Grand Final မှာပဲသွားပြီးတော့စောင့်နေမလားဒါမှမဟုတ်ရင် Falcon ဘယ်သူမှမထင်မှတ်ထားတဲ့ပုံစံလေးနဲ့ပဲ bounce back တွေပြန်လာမလားဆိုတာတော့အားလုံးမူတည်နေတဲ့ game number 3ကျွန်တော် Stream Hyper Arena ရဲ့ playoff day 2 match နံပါတ်နောက်ဆုံးရဲ့ကျွန်တော် best of 5 series မှာ game 3ပဲဖြစ်ပါတယ်ကဲဒီပွဲတော့ YG ရှေ့မှာ2ပွဲနိုင်ထားတဲ့အားလေးနဲ့တော့ fan တွေနားတွေဆိုတဲ့အရာမျိုးသူတို့ပစ်ထားနိုင်တယ်ဗျာဒါပေမဲ့တစ်ဖက်မှာ Falcon Esport ကကျတော့လိုအပ်နေတဲ့အမှတ်လေးတွေတေချာပြန်ပြီးရရှိဖို့အတွက် long range damage တွေ alarm damage တွေတပါနေခဲ့တဲ့ဒီ Badan Fasa Granger ဆိုတဲ့ပစ်တစ်ခုနဲ့ပြန်ပြီးထွက်လာတယ်လို့ KH အကောင်းဆုံး hero ဖြစ်တဲ့6ပြန်ပြီးရရှိထားပြီဗျာလောလောဆယ်တော့ Fanny hand damage တွေကြားထဲမှာ pin နေပလိန်ကြီးပြန်ပြီး spare တွေပြန်ပြီးပေးလိုက်ရတယ်ပေါ့နော်ဒါအားလေးမှလည်းနာနာရဲ့ချောင်းတွေပါနေ defensive damage နဲ့လည်းဗတဲ့တစ်ခုကိုတတိချာလေးပြန်ပုတ်ဖို့နိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့အာဒီ match တစ်ခုဒီ damage တစ်ခုကိုလည်း Falcon Esport အသေးချာလေးကိုပြန်ပြီးသတိထားရမယ်ဗျာဟုတ်တယ် river area တခြားမှာတော့ဘယ်သူအရင်စပြီးတော့ dominate လုပ်လဲဆိုတော့ကြည့်ရမယ်ဗျာလောဆယ် foul ရတော့ YG အသင်းအနေနဲ့ကတော့ blink တို့ပါတော့ spare cash တွေတော်တော်များရလာပြီဆိုရင်တော့အရင် Falcon အသင်းအတွက်ရန်တိုးလို့အတွက်ကတော့မလွယ်ဘူး online မှာသွားပြီးတော့ goal match ရကြည့်မယ်ဆိုရင်တော့ Sanji အနေနဲ့ stage ကိုတော့ lane free ခြင်းတွေပုံစံမျိုးလေးဒါပေမဲ့ YG blink ဒီအချိန်မှာတော့ backhand လေးတော့ကြားချင်နေသေးတယ်ဗျဒီပွဲတော့လေ goal lane ကိုပဲဥတီပြီးတော့ဂန်းကင်းနေအများကြီးပြရမယ်ပွဲတွေတခုလိုပဲထင်တယ် off တွေပါတယ်ကြာရန်သွားကန်လို့မရဘူးလေဆိုတော့ကြာလေနောက်ဆုံးဒါပေမဲ့ first star တွေပါတယ်လည်းအပေါ်မှာဆိုကဲအောက်မှာတော့စပြီး flick ကန်ထားတဲ့အနေနဲ့မဆန်ကြီးသူအနည်းကကိုင်းသွားပြီ G2 flick ကပါညာဝင်လာတယ်ဆိုပြီးမဲ့တကောင်းမှတော့မိမတော်ဘူးဗျ KH နှမျောစရာကြီး flick ကြီးဟုတ်ဒီ Falcon အနေနဲ့လည်းမြန်ဆန်ဝင်လာပဲဒါပေမဲ့တစ်ဖက်ကလည်းဖန်ဒီဟဲ့ stick ပဲဒီကြားထဲမှာတော့ပြတ်သွားတော့မလို့ဒါပေမဲ့တစ်ဖက်မှာလည်း blinkဒီချိန်မှာတော့တစ်ဖက်ကနေပြီးသူ့မရှိနေတဲ့ stage လေးကို cover up information အပြည့်အစုံတော့သူတင်ပေးထားတယ် stage comfort ဖြစ်ဖို့အတွက်တော်တော်လေးကိုတော့ရေးကြီးတယ်ဗျအဲ့တစ်ဖက်မှာလည်းလေနာအနေနဲ့မင်းပါပဲပြန်ပြီးအထိုင်စော်ထားသေးတယ်လောဆယ်တော့သူ estimate တွေပါမရသေးတဲ့အနေအထားတစ်ခုမှာ target fight တစ်ခုဒီချိန်မှာစတော့မယ်ဆိုတော့ Falcon YG target first objective မှာတော့ဘယ်သူရင်စပြီးတာမလဲဆိုတော့ကြည့်ရတော့မယ်ဗျအဲ့မှာဘယ်မှာပေါအောင်ဟုတ်တယ် hammer တော့ဘယ်မပါဘူးဒါပေမဲ့ damage ပါတယ်ဘာလို့ရင်းကလည်း level 4ရနေတဲ့အတိုင်းတစ်ခုနောက်မှလည်းနာနာ damage ကလည်း alive ရှိနေတဲ့အတိုင်းတစ်ခုပါ lucky ကတော့ blue bat လုံနေရင်းနဲ့ပဲ blue bat ကိုအရင်ဆုံးပဲဦးတီပြီးတော့ပဲယူมาလား dash window ဖို့တော့တချို့စူးစမ်းနေတယ် KH တော့တောက်လျှောက်ပဲ G1 တို့ဝင်ပေးတယ်ဆိုတော့လီနာ damage တွေကြားထဲမှာ stream stand တော့မဟုတ်ဘလင်း damage လေးနဲ့တူပဲ KH စပြီးတော့တိတ်ဆုံးသွားပြီပဲ dash ဝင်တိုင်းပဲတကောင်းမှတော့မပြီး hand damage တွေကြားထဲမှာတာတက်ပြန်ပြီးတော့ပဲရလိုက်သေးတယ်ဗျာဒါပေမဲ့ဒီဘက်မှာလည်း Cherokee တွေ airstrike တွေကြားထဲမှာလည်းရင်းပြန်ပြီးတော့ပဲတိတ်ဆုံးသွားပါသေးတယ်ဂျင်းအနေနဲ့ကောင်းကောင်းရင် attention လာယူသွားလို့ပြောရမယ်တစ်ဖက်မှာလည်း suggest လို့ထပ်ဖို့စူးစမ်းနေရဆိုရင် champion အနေနဲ့သူ hand ထပ်ပြီးတော့ပဲ hero game တော့ရထားပြန်ပြီဆိုတော့ YG early game မှာတော့တော်တော်လေးကိုတသေးရရှိနေရပြန် stage ကလည်းအောက်မှာ lane free ထားတော်တော်လေးကိုတော့အဆင်ပြေနေပြီဗျသူ့ကိုလာပြီးခမ်းမယ်ဆိုလည်းခမ်းဖို့တော့မလွယ်ဘူး lane free ထားတဲ့အနေအထားတစ်ခုမှာ Sanji ကိုရိုင်းကလည်းပြန်ပြီးတော့ KU ဖို့အတွက်လာပြီးတော့ damage ပေးဖို့တော့မလွယ်ကူတဲ့အနေအထားမင်းမလည်းနောက်ထပ်ဒီတ hero game ပေးလိုက်ရတယ်ဆိုပြီး hero game နှစ်ကောင်ပြန်ရခဲ့တယ်အဲ့တော့မှ first star day လေးကလည်း YG အတွက်ပဲဖြစ်သွားခဲ့ပြီးတော့ကျွန်တော်တို့ရခဲ့မှာဆို lucky နည်းနည်း level နဲ့ service stand and damage တွေဒါပေမဲ့ airstrike back ပေးထားတယ်ဆိုပေမဲ့ lucky share လေးတော့လွတ်သွားရရဲ့ဗျအဲ့တော့နောက်တော့ Bini stand ကြီးဂျာမလင်းပြန်ပြီးတော့ down သွားမလား passive လေးတော့ chain နေပါသေးတယ်နောက်ကနေပြီးတော့ KH ရောက်လာရဆိုတဲ့ timing တော်တော်လေးကို right time ဖြစ်သွားတယ်လို့တော့ပြောရမှာဗျ lucky မချဝါးတဲ့အပြင်မှာ blink မှာပြန်လဲပြီးတော့ရလိုက်တယ်ဆိုရင်အားလာချက်ဒီအချိန်မှာ Falcon အနေနဲ့တော့ hand တော့ pressure တော့စပြီးတော့ပေးနေပြီအဲ့တော့ KH တယောက်တည်း hand combination လေးတယောက်လောက်ကြာပေးမလား Bini ကတော့အနီးကတော့ရှိတယ်ဘာမှ blink ပြန်ရောက်လာတဲ့အနေအထားတစ်ခုမှာတော့ KH သူ့ရဲ့မြောက်ဦးကတော့ stage ကိုရောက်သွားပြီဗျ lucky တကယ်နဲ့ကိုနာမည်တက်လိုက်အောင်ပဲเนาะအဲ့နောက်မှာကန်ကောင်းသွားတယ်လို့ပြောမှာပဲ airstrike back back တွေเนาะနောက်တဒီ shampoo လေးတွေ G1 stand လေးတွေကောင်းသွားလို့တာလေ lucky တကယ်ကိုကန်ကောင်းသွားခဲ့တာဗျအဲ့နောက်မှာတော့ဒီထက်ပို့ပြီးတော့ lucky ပို့ပြီးတော့တတိထားတော့မယ်တစ်ဖက်မှာနာနာရဲ့အကြောင်း form damage ကြီးကြားမှာ best damage ကထပ်ပါလာနိုင်တယ် storm stand မှာလည်း best damage ကထပ်ပြီးတော့ပါလာနိုင်တာဆိုတော့နောက်ပိုင်း lucky set lucky ပို့ပြီးတော့တတိထားတော့မယ်ဟန်ကတော့ first item ကို head back စီရွေးတာဗျ wise မဟုတ်ခဲ့ပါ storm stand damage ကြီးကြားမှာ KH မသေးရုံတမဲ့ပဲဆိုပြီးမှဟန် live ဖြတ်ဖို့တော့ကြိုးစားနေသေးပါတော့ကနေပြီးတော့လေကျွန်တော် airstrike ပြန်ပြီးချထားနေတာတခုမှတော့ YG ပြန်ပြီးတော့ on range တော့လှုပ်ထားသေးတယ်ဗျဘက်ကနေလေကျွန်တော် KH ကိုအရင်ဆုံး pick out လုပ်ဖို့တော့ကြိုးစားလိုက်တယ်ဆိုတဲ့အချိန်မှာ KH လွတ်ထသွားခဲ့တယ်ဆိုတော့ Falcon အသင်းအနေနဲ့သူတို့ safe လေးတော်တော်လေးတော့အဆင်ပြေထားတယ်လို့ပြောလို့ရမယ်ဒါပေမဲ့နောက်ထပ် second objective fight ပါဒီအချိန်နေမှာတော့ရင်အနေနဲ့တော်တော်လေးကို power smite ဖြစ်ခဲ့မယ်ဆိုရင်တော့ Falcon ခေါင်းတိုးဖို့အတွက်အရင်လွယ်မှာတော့မဟုတ်ဘူး goal match up တွေပါလာမလားဆိုတော့ကြည့်ရမယ်တန်တာဘက်မပြီးရဘူးနော်ရင်းတန်တာဘက်ဆိုသူက demonic foot တွေသူတို့ terror တွေမှာ slow damage တွေဒီထက်ပိုပါလာတော့မယ်နောက်မှလည်း tsunami stand နဲ့နာနာရဲ့ဒီ damage တွေက live တွေချနေတဲ့အနေအထားတစ်ခုမှာ Bini ကဒီပွဲမှာ purify ရှိနေလို့လားကန်ကောင်းနေတာဗျမဟုတ်ဘူးသူလည်း airstrike ခင်းရတာစင်ပြေမှာမဟုတ်ဒါပေမဲ့ဒီပွဲမှာတော့ Bini Yogi နှစ်ကောင်ရတာဆို item ကောင်းပြီအဲ့တော့ airstrike damage ဒီထက်ပိုပြီးပေးလာနိုင်တော့မယ်အနေအထားတစ်ခုမှာတော့ Bini တော့ဒီကောင်းမှလည်း tsunami stand နောက်မှာ Morina damage တွေတောင်းလျှောက်ကိုပေးနေတယ် dash တောင်းမှာ KH မှာထပ်ပြီးတော့ Demono terror ကျမ်းမှာ down သွားရဗျ Bini စီ spare ဘာမှပြန်ပြီးတော့ပဲလာခဲ့ခြင်းတော့မရှိခဲ့ပါဘူးအဲ့တော့ lucky question လုံးလေးနဲ့တော့နည်းနည်းလေးဒါ damage လေးတော့သွားပြီးတော့ပေးခြင်းနေတော့ YG အနေနဲ့တော့လုံးဝ spread attacking တွေတော်တော်လေးကိုအဆင်ပြေနေလို့ပြောရမယ်
အဲ့တော့ဘယ်ဒီပြန်ပြီးဇုံးနေထားတာလဲဆိုတော့ impact ထပ်ပြီးတော့စမ်းကြည့်ရုံတော့စူးစမ်းနေကြတော့မကြည့်ထပ်ပြီးတော့ game spin ကိုလီနာရောက်တော့ယူလာသေး stage နေအတော်တော့မတက်နိုင်ဘူး saber 4 day ရတယ် lucky Cherokee ပြန်ပြီးပေးတိုင်းနေပဲ fair con သူတို့ရဲ့ map objective ကိုတော့ရောက်တော့ defend ထားသေးတယ်ဗျာ make it fast tower ကိုတော့ဒါ9မိနစ်စွန်းစွန်းလေးမှတော့သူတို့မပေးချင်ဘူးပေါ့နော်ဒါပေမဲ့ fast tower တွေဒီကို live လုပ်နေတဲ့ရင်းရဲ့ demon of terror တွေကိုသူတို့မခံစားနိုင်ဘူးအပေါ်မှာလဲ crit အုပ်နဲ့ crit တွေ damage လေးနဲ့ပဲ fast tower တစ်လုံးပေးလိုက်ရတယ်နောက်တော့ target လေးနဲ့ထပ်ပေးလိုက်ရတဲ့နောက်မှာတော့ YG နောက်မှ 2k ကျော်ဆိုရဲနေတော့စပါနေနောက်မှာတော့ stick ကိုပြေးခဲ့နေနောက်မှာ lucky damage တွေရှိနေကို share ဒါပေမဲ့ share ကမရှိတဲ့ no bet တွေရင်းပြန်ပေးထားတဲ့အနေအထားတစ်ခုမှာတော့ lucky ပြန်ပြီး forward လိုက်ရပါပြီရင်းမှာရှိနေတဲ့အနေအထားတစ်ခုပေါ့နော် KH နေနဲ့ရင်း pick up လိုက်လို့တော့မရောက်တော့တယ်တော့လဲ make tower လေးကတော့ pressure ထပ်ပြီးပေးခဲ့မယ် Molina တက်ပြီးတော့ place တွေချားတယ်မှာတော့ pin နေ profile လေးနဲ့ရောက်အောင်တော့ရုံထွက်သွားသေးတယ်ဗျာ ဘီနီနေတော့ roll လေးတော့ကြောင်ပြောက်သွားတယ်လို့ပဲပြောရမှာပဲတကယ်အဲ့နားမှာ profile လေးနဲ့ကဲသွားလို့လားကန်ကောင်းသွားတာဗျာအလဲမှာလေးတာနေပြီဆိုရင်နောက်မှာတော့လက်ရှိမှာ YG အောက်မှာထက်တာဖို့တော့သူပြင်ဆင်နေပါပြီဒီလိုက် damage ကအများဆုံးဒီ Molina လေးကတော်တော်လေးကိုဒုက္ခပေးနေတာဗျာတစ်ဖက် Fair Con Esport တစ်ဖက်မှာလည်းဟန်ဆလကီတွေ့သွားပြီဆိုတော့ team က cap throw တွေကြားထဲမှာတော့တန်းပြီးတော့ဆလကီဒေါင်းဝါဂိတ်တစ်ဖက်မှာ slam ပေးလိုက်ကြမှာ Sanji ကောင်းကောင်ပေးလိုက်ရတဲ့အနေထား Fair Con foul တစ်ခုကတော့စတင်ပြီးယိုယွင်းနေပြီရေမချက်ခဲ့တဲ့ဆိုမှတစ်ဖက်မှာလဲဆိုတော့ place တွေကြားထဲမှာထပ်ပြီးတော့ KH ကြာမလားဆိုတော့ကြည့်ရမယ်ဗျာ ဂျီကွန်တိုတွေရှမ်ပူလေးတွေချောင်ဖြစ်နေလို့သာကန်ကောင်းသွားတယ်လို့ပဲပြောရမှာပဲမဟုတ်ဘူးတခြားတူတာဆိုရင်အဲ့နားမှာထပ်ပြီးတော့ဒေါင်းသွားနိုင်ကြီးရှိပြီဗျာအဲ့တော့ဒီတကယ် main ကိုနှစ်ကောင်ကတစ်ချိန်ထဲမှာကျသွားတယ် Fair Con Esport နောက်တဲ့ network တွေမှာထပ်မှတ်ပြီးတော့အဖြတ်ခံလိုက်ရတယ်နောက် 4K ဆိုရဲအရာကြီးကို 1G ဘက်ကိုထည့်ပေးလိုက်ရပြီဗျာ YG ကအဲ့လိုမျိုး fan တွေပိတ်ထားတဲ့အားသာချမ်းနဲ့အတူပဲ battle sign လိုက်တစ်ဖက်ကနေပြီး lane spray push ကလည်းလှုပ်လိုက်နေ hand လေးနဲ့ဒီဝဲမှာတော်တော်လေးအလှုပ်ထားနိုင်တယ်လို့ပြောရမယ် game မှာ one fan တွေဆက်စားမယ်ဆိုတော့ဒီ fan တွေတော်တော်လေးကိုလှုပ်ကွက်တော့ထွက်နေရယ်ဒီတိုင်းမှာ play နဲ့ pick off တွေတစ်ဖက်ကနေပြီး KH ရဲ့ pick off တွေတော်တော်လေးအလှုပ်ဖြစ်နေတဲ့ dare မှာ hand လေးနဲ့ draw တွေပါပဲထည့်လိုက်ပြီးလုံးဝ damage only ပဲဗျာ ဒီပွဲမှာပွဲကပို့ပြီးတော့တာနေဆိုတော့ damage ကိုပဲဥတက်ထားနိုင်နေပဲ damage output များပြားနေရတဲ့ YG ရှေ့မှာလည်းနှစ်ပွဲတိတိတောင်မှအနိုင်ရရှိထားတဲ့အားနေနဲ့ပဲဆက်လက်ပြီးတော့ဒီ game number 3မှာလည်းတန်းဖို့အမြင့်ဆုံးနဲ့စောင့်နေခဲ့တဲ့ YG ရဲ့လက်ရှိ team fight အနေထားကိုပြန်ပြီးတော့ Fair Con Esport ဘယ်လိုမျိုးပြန်ပြီးတော့ထိန်းပါလဲဒီပွဲမှာလည်းထိုနီး၎င်းပဲရှေ့ပွဲရည်အတိုင်းပဲကျွန်တော်တာတဲ့ objective တွေရဖို့တော့ခက်ခဲနေကြတဲ့ Fair Con Esport နောက်တဲ့ network 5k ဆိုတဲ့အနေထားကိုထပ်မံပြီးတော့သူတို့ပေးဆက်ရတော့မယ်ဗျာ Sanji ကိုရန်လည်းတော်တော်လေးဟိုဒါထူထောင်းခံထားတဲ့ပုံစံမျိုးလေးဆိုတော့ကိုစီးနဲ့စာတဲ့ Slick ကလည်းရောက်တော့ရုံထွက်ထားတဲ့ stage နဲ့တွားပြီးတော့တွေးနေရဆိုပေမဲ့အရန်လေးတော့စွန်စားရတော့ကြာမယ်အဲ့တော့ YG ဖြည်းဖြည်းနဲ့တော့ risk ကိုတော့မယူချင်တော့ဘူးသူတို့အနေနဲ့ဒီအချိန်မှာတော်တော်လေးတော့အဆင်ပြေနေပြီဆိုတော့ဖြည်းဖြည်းနဲ့မမှန်လေးပဲသွားမယ်ဗျာအဲ့တော့ဖြည်းဖြည်းမှန်သွားနေတဲ့အနေထားတစ်ခုမှာ fast tower 3လုံးပိုင်ဆိုင်အော်အော်မှာ hand damage တွေကြောင့် 2v1 တောင်မှပြန်ပြီးတော့Sanji down သွားတယ်ဆို Sanji ဒီပွဲမှာတော့တော်တော်တိုက်ပတ်နေခဲ့တာပါအားလီတဲ့ဟိုကတောက်လျှောက်ကြီးခံနေရတယ်ဆိုတော့ဒီအချိန်မှာဟန်ကိုတိုင်လည်း damage ထွက်နေတဲ့အခြေအနေ Sanji အနေနဲ့မတ်မှာအပေါ်မနေတာတော့အကောင်းဆုံးပဲဆိုတော့ Salaki Blue Black 3ကတော့စားချင်နေတဲ့ရင်ရှိနေရဆိုတဲ့အနေထားတစ်ဖက်မှာလည်းလီနာရဲ့ Molina လေးတွေကလည်းရှိနေသေးတယ်ဆိုတော့အရင်ဝင်လို့တော့မရဘူး Dash တွေနဲ့ကတော့ position လေးတွေကတော့ပြန်နေပြီးတော့ဖော်ထားပေးသေးတယ်ဆိုပေမဲ့ YG အနေနဲ့ကတော့တစ်ဖက်ကနေပြီးတော့ Jungling Zone တွေကိုပါစတင်ပြီးတော့ pressure တော့ပေးနေပြီဗျာနောက်တစ်ချိန်နောက်တစ်ခါ Grand Final စီကိုဆက်လက်ပြီးတော့ဦးတည်နေခဲ့တဲ့ YG ဒီပွဲမှာလည်းထပ်မံပြီးတော့အနိုင်ရရှိသွားမယ်ဆိုရင်တော့ 3Z ရလက်နဲ့တူ Stin Hyper Arena ရဲ့ Grand Final ဆိုတဲ့နေရာကိုတက်လန်းနိုင်ဖို့အတွက်နောက်အခွင့်အများကြီးရရှိသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့တကယ်ကိုပဲအရေးကြီးနေတဲ့ဒီ game number 3ကိုလည်းသူတို့အသေးချာလေးဖြတ်ရင်းနဲ့ 3Z ရလက်နဲ့တူ Grand Final ကိုတက်ဖို့အတွက်သူတို့စူးစမ်းနေပြီဒီဘက်မှာသူတို့စူးစမ်းမှုကလည်းအရာထင်နေပြီလုံးဝပွဲကလည်း high နေတဲ့တန်ဖိုးတစ်ခုကိုတောက်ချက်ထိန်းထားနိုင်နေပြီဒီပွဲမှာလည်း level 5k ကျော်နဲ့အတူနောက်တစ်မကြခင်ပေါ်လာတော့မဲ့ lock fast lock objective ကိုပါထည့်ယူဖို့ပြင်ဆင်နေခဲ့ပါပြီပို့ပြီးတော့စိုးတာကြတော့အဲ့လိုမျိုး Fair Con အသင်းနေနဲ့သူတို့ရဲ့လောက်ကွက်တွေစပြီးတော့ဖန်တီးတော့မတွေ့ရသေးပဲနဲ့ပဲ YG ရဲ့လုံးသမျှတွေကိုပဲဇက်တိုက်ခံနေရသူမျိုးဖြစ်နေရပါတော့သူတို့ရဲ့ strategy တွေ plan တွေဆက်ပြီးတော့ရှိနေဖို့လိုတယ်ဒီချိန်မှာတော့ YG ရဲ့ strategy တွေကိုအပြုံလိုက်ကြီးရဲ့ကျွန်းဝင်နေဆိုတော့ကျွန်တော်ရင်းလို့တော့မရဘူးဗျထပ်ပြီးတော့ပဲ YG online ကနေပြီးတော့ကျွန်တော် second bottom side က objective ကိုတော့ယူဖို့အတွက်ကတော့တည်နေပြီအဓိကလည်းကျွန်တော် law objective အပေါ်မှာပေါ်ဖို့အတွက် second 20ပဲလို့တော့တယ်ဗျဒီချိန်မှာတခုခုတော့ပြန်ပြီးလှုပ်ထားခြင်းနဲ့ online second ရလည်းမနေဘူးဆိုပြီးတော့ YG နော် damage တွေတော့လာပြီးတော့ပေးထားတယ်ဗျအဲ့တော့ second tower တော်တော်များများကလည်း fast lock မပေါ်ခင်တခုမှကျိုးနေပြီဆိုတော့အကယ်၍ပေါ့နော် fast lock တော့ YG လက်ထပ်မှန်ပြီးတော့ fake ကွန်ထည့်ပေးလိုက်ရမယ်ဆိုတော့ဒီဘက်ကFair Con ပို့ပြီးတော့တိုင်ပတ်သွားနိုင်တယ်ရှေ့ game 1 game 2တွေပို့ပြီးတော့တိုင်ပတ်သွားနိုင်ပါတယ်Lucky ကတော့တယောက်တည်းခွိဝေရှင်းဖို့မလွတ်နိုင်တဲ့အနေထားကိုတော့ Fair Con အသင်းအနေနဲ့ရင်ဆိုင်နေရပြီပေါ့နော်တစ်ဖက်ကနေပြီးကျွန်တော် Dash အနေနဲ့ back ပြရတော့ရှိနေတယ် KH ရဲ့ pick off လေးတစ်ခုကိုကြည့်ရအောင်မယ် Sanji နဲ့ Red Buff ပါစားနေရပြီသူ family space တွေတော်တော်လေးတော့ဖန်တီးပေးနေရပြီဗျတစ်ဖက်မှာတော့ Dash ရဲ့ low quad သူ့ရဲ့ fake break တွေဒီ low bad တွေမှာလှုပ်ဆပြီးတော့လှုပ်တော့မလားဆိုတော့ကြည့်ရမယ်ဗျဒါပေမဲ့ Lina ရဲ့အဲ့လို Molina နဲ့ Blaze တွေ Boomerang တွေကြောင့်တော်တော်လေးတော့ဒုက္ခရောက်နေရဆိုတာလေငင်းလို့တော့မရဘူး
လင်းရင်းထပ်ပြီး vision တွေပေါ်ထားနေပြီ fast lot ဟာတော့ YG အတွက်ပဲဖြစ်သွားဖို့တေချာသွားခဲ့ပြီ Stormy Stand ပါပါလာခဲ့တဲ့ Seleki down shot damage လေးတွေမှာတော့ quick share လေးနဲ့ပြန်ပြီး forward ထားတာမြန်သွားလို့ဗျမဟုတ်ရင်ပြန် down သွားနိုင်ပါတယ် ဟုတ်တယ် test တယောက်ထဲဆိုတော့သူတို့အနေနဲ့ဒီချိန်မှာတော့ lot defensive လုပ်ဖို့အတွက်ကိုတော့ Falcon အနေနဲ့ပြန်လည်ပြီး focus ကတော့မယ်သူတို့ရဲ့ key point လေးတွေမရရအောင်တော့ရှားတော့မယ်ခုချိန်ထိတော့လောက်ကွက်ကိုမတွေ့သေးတာတော့အမှန်ပဲဗျဟုတ်တယ် Falcon Esport ဒီ game 3မှာတော့ရှေ့ပွဲတွေပိုပြီးတန်မှုတော်တော်လေးနှိမ့်သွားပြီဗျဒီ damage ပိုင်းမှာဆိုလည်း Lina နဲ့ Han တွေကဥဆောင်ထားတယ်အဲ့နောက်မှာ Beni ကထပ်လိုက်လာတယ်ဂျားမှာတော်တော်လေးပြတ်တယ်စံကြီးနဲ့ Lucky နဲ့ဆိုဟိုးအောက်လေးမှာရှိနေတော့ကြတော့ damage ဒီပိုင်းမှာလည်း Falcon Esport တော်တော်လေးလိုချင်ရှိနေတယ်လို့ item လေး family speed တွေလည်းလိုအပ်နေတာတော့အမှန်ပါပဲဗျအေးစံကြီးအနေတော့များတယ်ဆိုပြီး dance ကတော့တီးတယ်ဗျအဲ့ဒါ shut down by Santi ဟန်တော့စာပြီးတော့ရလိုက်ပြီဆိုတော့ Falcon အနေနဲ့တော့ bounce back ဒီမှာစာပြီးမြင်ရတော့မလားဆိုတော့ကြည့်ရမယ်ဗျလုံးဝလက်တပြက်နော် Han အနေနဲ့မထင်မှတ်ထားတဲ့ War Fist တွေနောက်မှာ damage တွေထပ်ပြီးတော့ခံလာရနေမှာ Han မပါတဲ့ battle တခုတော့ YG စံရတော့မှာပဲဖြစ်ပါတယ်ဒါပေမဲ့နောက်မှာရှိနေတဲ့ Lina damage တွေ Blade damage တွေတခုပြန်ပြီးကိုစီလေးနဲ့ပြန်ပြီးတော့ဒါကနည်းနည်းနားလေလို့ပြောရမယ်ဘယ်လိုင်းနိုင်မှာဆိုလို့ပေါ့နော်ကိုစီလေးနဲ့တေချာပြန်ပြီးတော့ forward ထားနေ long wave နဲ့သူတို့အပေါ်မှာပြန်ပြီးတက်ချင်တာဗျတင်းနဲ့တင်းဒါတော့သူတို့ရဲ့ experience တွေပြန်ဆိုင်နေတဲ့အနေထားလို့တော့ပြောလို့ရမယ်ဆိုတော့ဒီချိန်မှာတော့ Falcon သူတို့ရဲ့ lot defensive တခုတော့ကောင်းကောင်းမွန်တက်ရဲနဲ့လုံးနေပြီဆိုတော့ champion 3 man ပါပြီးတိုင်းဆိုရင်မလို့ Tsunami Slam မှာမပါလာခဲ့ဘူးဗျတယောက်မှ damage ပေါ့နော်လိုအပ်ချက်တွေရှိသွားခဲ့လို့ပဲပြောရမှာပဲအဟန်ကမပါသွားတဲ့ battle တခုမှလည်း up damage လိုအပ်ချက်ကြီး state Shadow K နောက်မှာတော့ KH sequence တွေကြားထဲမှာအကောင်းဆုံး bucket တွေပြန်ပြီးတော့ပေးနေပါသေးတယ် state damage တွေကပြန်ပြီးတော့ပေးထားတယ်ဒါပေမဲ့ dash offense တွေပြန်ပေးနေချင်း Robert Terry ပြန်ပြီးပေးတယ်နောက်မှာ damage တွေကြားထဲမှာနောက်မှာနှစ်ကောင်တီတီကိုတောင်းသွားတာသုံးကောင်တီတီကိုတောင်းသွားဗျာဟန်ပြန်ဝင်လာတဲ့ battle တခုက damage အတော်များသွားတယ်လို့ပဲပြောရမှာပဲ Han still get the dancing with the Terragale Falcon ဒီချိန်မှာတော့သူတို့ရဲ့ high ground defensive တခုမှာတော့ Benny Sardes နှစ်ယောက်ပဲရှိရောဗျာဒါပေမဲ့ tower shield လေးရှိနေရဆိုရင်ခံစားချက်လေးတွေရှိနေသေးရဆိုရင် Han ဒီချိန်မှာထပ်ပြီးတော့ကြည့်ရမယ်သူခုနကဝိုင်းပြီးလှုပ်ခံလိုက်ရမကျင်းဘူးနဲ့ပေါ့နော်ချက်ချင်း revenge ပြန်ပြီးတော့လှုပ်သွားနိုင်ခဲ့တဲ့ YG နောက်တော့ Hero K 3ကောင်မှာဆက်လက်ပြီးပိုင်ဆိုင်သွားရင်းနဲ့ပဲ Snap Stand ထပ်ပြီးတော့ number damage တွေထပ်ပြီး stick damage တွေနောက်ပဲ hand damage တွေတူပဲ dash down သွားရင်းနဲ့ပဲ mega လေးကိုစိတ်ဖို့တော့ကြိုးစားနေရဆိုပေမဲ့ report time တွေပြန်ပြီးပေါ်လာခဲ့တဲ့ Falcon Esport တော့နောက်တစ်ချိန်သူတို့ပြန်ပြီးတော့ပဲ fall ပြီးမှပဲပြန်ပြီးဆိုင်မှပဲရမယ်ဗျာဘလောက်ပဲကျွန်တော်တို့လိုမိုးဘတ်ဒီ neft ထားတယ်ပဲပြော fan တွေဒီအချိန်မှာ hand အနေနဲ့ကတော့အကောင်းဆုံး performance အနေနဲ့ပြသနေရတော့ကျွန်တော်ပြောရမယ်ဗျာဘက်ကနေလည်းကျွန်တော်တို့ Falcon အနေနဲ့တော့ threat point ကိုတော့ရောက်တော့ရှာဖို့တော့ကြိုးစားနေသေးတယ် KA ဆိုတော့ Tsunami Slam ပေးတော့မပေးလိုက်ဘူးဘယ်မှလည်းမရှိဘူးဗျအဲ့တော့ Falcon အနေနဲ့တော့ဒီအချိန်မှာသူတို့ရဲ့ key point ဘယ်ရအောင်တော့ရှာမှတော့ရတော့မယ်ခုနကလိုမျိုးကျွန်တော် hand ကိုစပြီးတော့ take down လုပ်လိုက်တဲ့အချိန်လိုမျိုး movement လေးတွေဒီအချိန်မှာ Falcon အတွက်အများကြီးတော့လိုအပ်နေရဆွေးမယ် YG အနေနဲ့ကတော့အဲ့လိုမျိုးနေရာလုံးမရှိအောင်ဒီအချိန်မှာတော်တော်လေးတောင်းတင်းနေရတော့အမှန်ပဲကဲပွဲချိန်12မိနစ်မှာတော့ 6K ကျော်အသာကြီးရရှိထားတဲ့ YG နောက်တဲ့ item လေးပါဆက်လက်ပြီးရရှိသွားရင်းနဲ့ပဲနောက်တဲ့ second low ပါဆက်လက်ပြီးရရှိသွားခဲ့မယ်ဆိုတော့ဒီတပွဲမှာလည်း Falcon Esportထပ်မံပြီးတော့ပဲဒီအမတ်တွေကိုထပ်မံပြီးတော့ YG ဘက်ကိုပဲထည့်ပေးရဖို့အတွက်ရာခိုင်နှုန်းတော်များသွားပြီပေါ့နော် first တော့ပေးလိုက်ရတော့အကြောင်းမဟုတ်ဘူးဒါပေမဲ့ second low တော့ထပ်မံပြီးတော့ပေးလို့မရဘူးဘေးနီယာလည်းတစ်ဖက်မှာဝင်းလေးပြီးထားတယ်သူလည်းတစ်ခါမှမသေးတော့အဲ့တော့မှ lucky ကလည်းနောက်မှာ raw လေးတွေပြီးထားတယ်ဆိုတော့အဲ့အချက်လေးတွေကဗတဲ့ turning point တစ်ခုမြန်ပြန်ဖြစ်သွားမလားထက်ကြည့်ရမယ် lock ပေါ်နေပြီဗျစံကြီးရဲ့ long damage man ရဲ့ long damage ဘယ်လောက်ထိများ impact ရှိနေပြီလဲဆိုတော့ဒီ low dance တစ်ခုမှဆက်ပြီးတော့ကြည့်ရတော့မယ် low ကလည်း second low ဗျ second low နဲ့တူမီဂါတွေပါပေးရမယ်ဆိုရင်တော့မဟန်ဘူးတစ်ဖက်ကနေပြီးကြည့်မယ်ဆိုရင် dash နဲ့စံကြီးနဲ့ balance ပတ်လာလို့ရတယ်ဆိုပေမဲ့ YG low movement အရင်ကမြန်နေရတဲ့တူပဲဒီအချိန်မှာ Falcon အနေနဲ့တော့ lot defensive တစ်ခုကိုကျင်းနေပေါက်ကိုလောက်ရပါအောင်မယ်ဒီက family လိုနေတဲ့ Falcon အနေနဲ့နောက်တစ် second low ပါဆက်လက်ပြီး skip လိုက်ရင်းနဲ့ပဲဒီ tower တွေကနေပြီးတော့ပြန်ပြီး defend မယ်ပေါ့နော်သူတို့မှာ air strike တွေရှိတယ် dash sonata တွေရှိတယ် Cherokee တွေရှိတယ် war fist တွေရှိတယ် G1 တွေရှိတယ်ဆိုတော့ mega lane တွေကလည်းမကြိုးသေးဘူးဆိုတော့ second low ပါဆက်လက်ပြီး skip လိုက်ရင်းနဲ့ပဲ YG လက်ထဲကိုထည့်ပေးလိုက်ပြီအဲ့တော့ YG ဒီ low နဲ့အတူတော့9កောင်လို့ထပ်ပြီးတော့တက်လာခွင့်ရမယ်ဆိုရင်တော့ mega lane တွေကို pressure ပေးနိုင်မှာတော့အမှန်ပဲဗျနောက်တစ်ချိန် hand နေနဲ့ထပ်မမားဖို့တော့လွတ်အပ်ပါတယ် Sardes က Oracle တခုပဲရှိနေရဆိုတဲ့အချက်ကတော့တော်တော်လေးကိုတော့အဆင်မပြေဘူးလို့ပဲပြောရမယ်ပေါ့နော် Falcon အနေနဲ့ဒီအချိန်မှာ front liner တွေတော်တော်လေးကိုတော့မာဖို့အတွက်လိုအပ်နေတဲ့ဆိုတဲ့အနေထားဖက်မှာတော့ရင်အနေနဲ့လည်းကောင်းကောင်းကြီး initiate လုပ်ထားနိုင်တယ်ဆိုတဲ့ဒေတာတခုမှတော့ထပ်ပြီးတော့ snap slap ပေးတာတဲ့ဂျားလေးမှာ instant ပြတ်သွားတာတော့ Sardes တော့ဖြစ်နေပြီဗျ second 30တီတီ down သွားမယ်ဘယ်တခုမှတော့ 5/4 situation တခုကိုပြန်ပြီးတော့ခံစားမယ် Falcon Esport အခက်မသိပွဲပါတခါလေးတန်းပြီးတော့ပြတ်သွားနိုင်တဲ့အနေထားပါဒီဒါပေမဲ့ဒီအနေထားမှာရှိနေခဲ့တဲ့ air strike dash sonata တွေ G1 တွေ Cherokee တွေကိုဘယ်လောက်ဒီအကောင်းဆုံးအတုံးချပြသွားမလဲဆိုတော့ထက်ကြည့်ရပါမယ်ဒါပေမဲ့တကယ်ကိုအရေးပါနိုင်လောက်တဲ့ကျွန်တော် fake graphic မရှိဘူးဆိုရင်ဂျားမှာ KS with the dragon ကျင်းကိုပြန်ပြီးတော့ဖမ်းလိုက်ဆိုတော့တစ်ဖက် blink initiate ထားဂျားမှာ stage နဲ့ chrono dash damage တွေရင် KS ကိုပြန်ပြီးရလိုက်ပြီဒါပေမဲ့တစ်ဖက်မှာလည်း Salaki လင်းကိုတော့ပြန်ပြီးတော့ယူသွားခဲ့တယ်ဗျအဲ့ဒါဟန်မပါသေးလို့ဟန်ပါလာတဲ့ပဒေတခုပါတော့နိုင်ငံပြန်ပြီး change ဖြစ်သွားနိုင်ပါတယ် low wave နဲ့တူတို့ဆက်လိုက်ပြီးတော့ရိုက်ဖို့တော့ကြိုးစားနေတယ် no bad and damage တွေဂျားမှာ low wave ဆက်လိုက်ပြီး winners စံကြီး damage တွေ wall fist တွေနဲ့တူအကောင်းဆုံးပြန်ပြီး cover ပေးတိုင်းတဲ့ Falcon Esport အကောင်းဆုံး defense ပြန်မလုပ်ထားတဲ့ stage before တွေနဲ့တူပြန်ပြီး don't bad stage
ဒါပေမဲ့ tower diving တွေကိုတော့မခံစားတော့ဘူးလီနာချန်ဒီရဲ့ diner တကူမှလီနာ damage နဲ့သူ throw